ပါဒီမှာတော့အီနာဆာကူရာထဲမှာပေါ့နော်အီနာရဲ့တနေ့လှုပ်စင်လေးကိုအီနာပြတ်သွားမှာဖြစ်ပါတယ်အဲ့ဆိုရင်လွယ်ကလေးယူလိုက်မယ်ပေါ့နော်ဒီနေ့အီနာဒီဆာကူရာထဲမှာဘယ်လိုလုပ်လဲပေါ့နော်ဒီလုံးကြောင်းသွားမယ်ပေါ့အိမ်နောက်မနက်စာမစားရသေးတော့မနက်စာစားပါမယ်ဒီကနေပဲဝယ်လိုက်တော့မယ်နော်အဆိုဘာဝင်ကောင်း sandwich လေးဝယ်လိုက်မယ်ဖိုက်ပြရဆိုရင်မာကရော action ကားမောင်းတကယ်ကားကြီးကိုပိတ်ရှုပ်တာဟုတ်ပါပြီကြောင်းတန်းနေပေါ့နော်ဒါအိမ်နဲ့နေတာပါဆိုရင်ဒီတဲကနေ sandwich လေးထုတ်စားပါမယ်ဆိုရင်ပြီးသွားပါပြီဆရာလာတဲ့အချိန်ထိစောင့်မယ်ပေါ့နော်တော်ပြီဆရာလာတဲ့အချိန်ထိမစောင့်နေတော့ဘူးပေါ့နော်ထားပြီးတော့လွယ်အိတ်ကိုယူပြကျွန်တော်တို့ကြောင်းပြေးပါမယ်ဗျို့ကျွန်တော်တကယ်ဆိုဆာကူရာထဲမှာခဏကြောင်းပြေးပါတယ်ကားဝယ်တဲ့နေရာကတိလာတော့မသိဘူးမသိတဲ့လူတွေတော့အင်နာကားဝယ်တဲ့နေရာလေးကိုလိုက်ကြည့်ထားပါတော့ဒါအရင်ဆုံးခေကျွန်တော်တို့ရဲ့အိမ်မှာစပြီးစပွန်ဒါကျွန်တော်တို့အိမ်မှာကျွန်တော်တို့အိမ်ကနေမှဒီဘက်အကြောင်းသွားတဲ့ဘက်ကိုမသွားဘဲနဲ့ဒီဘက်ကိုသွားအောင်ပါပေါ့နော်ဒီဟိုကတက်သွားပါပြီးကြရင်ဒီဘက်ဘေးလေးကို꿰လိုက်ပါပြီးဆိုရင်ဒီမှာပေါ့နော်ဒီအပေါ်တက်လိုက်ပါနော်တည့်ရဲ့လူတွေအောင်မကြည့်နဲ့တော့ပေါ့နော်မတည့်ရဲ့လူတွေအတွက်တော့ကျွန်မပြပြရပါမလေးတချို့လူတွေကြလဲဆာကူရာဆာဆွဲလူကြလဲမတည့်ဘူးလေအကြောင်းဆွင်ကားဝယ်ပါမယ်မလေးဒီကားလေးဝယ်ရင်ကောင်းမလို့ဆိုတော့လိမ္မအောင်ကားလေးဝယ်လိုက်မယ်နော်စလိုက်ဒါလေးပဲဝယ်လိုက်ပါထွက်ပါမယ်စလာကြရဒီကားလည်းပိန်းရှုံးနေမယ်လို့ကျွန်တော်ထင်ပါတယ်ဗျာအဲ့ဒီကတော့အယောင်ပြောင်းတဲ့နေရာပါနေရာကိုသွားပါမယ်အဆိုရင်ဘယ်ကာလာလေးချိန်ကောင်းမှာပေါ့နော်အရီနာရဲ့အကောင့်ပုံလေးကခရမ်းရောင်လေးဆိုတော့ခရမ်းရောင်လေးချင်းလိုက်ပါမယ်လာသွားပါပြီရှင်ဆိုရင်ဒါကတော့အိမ်သွားမှာပဲဖြစ်ပါတယ်အိမ်ဘယ်လိုပြန်မလဲမေးလို့ဟိုဘက်ကနေပဲပတ်သွားလိုက်ပါတော့မယ်ပြုတ်ကြပြီရှင်းရောကွာပြုတ်ကြအိမ်နာအဲ့လိုပဲပေါ့နော်ကားမောင်းရင်တိညင်ရောမောင်းအရန်ကိုပေါ့နော်ဆက်လူခါပြီးတော့မောင်းတာပါထလီပဲပေါ်သွားလိုက်တာထလီပေါ်ရင်ကားပါလာမှာမဟုတ်ဘူးနော်အဲ့ဆိုအိမ်ကိုလေးသွားလိုက်ပါဟိုကားစုံနဲ့ဝင်ရတိုင်အောင်မှကြည့်ရောဆဲပါပြီအခါအေရီနာအင်္ဂါဒီထဲမှာနော်ဟုတ်တယ်ဟိုကားစုပ်ကိုဟိုအင်နာကားလေးစုပ်သွားရှာပါပြီဆိုရင်ဒီဟာကိုလမ်းပေါ်မှာပဲတိုင်းမဲ့ချထားလိုက်တယ်ပေါ့နော်
ဆိုရင်အိမ်နာဒီနေ့ကိုဝင်ပြီးတော့ပေါ့နော်ခေါင်းဝင်လဲပြီးတော့ ramen တော့စားပါမယ် She was a fairy yeah she was a fairy a German အိမ်နာကတရားလေးပဲလိုက်ပါမယ်နော်ဆိုရင် ramen သွားစားပါမယ် ramen စပိန်နဲ့သွားမစားနေတော့ဒီကားတုပ်ကလေးနဲ့ပဲသွားစားရတော့ramen မဟုတ်ဘူးပါသွားစားရင်ကောင်းမှာဒီဆိုင်မှာလာစားရတော့နေနာခဏဒီဆိုင်လာစားနေကြပါဒီနေ့လေးမှာပဲစားလိုက်ပါတော့ဘာစားရင်ကောင်းမလဲဆိုတော့ pizza တဲ့ rice မှာလိုက်မယ်နော်ထမင်းစားမယ်လေနော်စားပြီအဲ့နာအလိုမြင်မြန်မယ်ကြာသိမ့်မော်မယ်ဆိုရင်အိမ်နာတို့ကန်းကြေလေးကိုသွားပါမယ်။အော်ဆွမဆုမွားလေး။ကားစုံနေပြီခုနလေးကမှဝဲလာတာ။ကားဝဲစရာတော့မလိုပါဘူး။ဒီတိုင်းပဲပေါ့။ Yes ။ကိုကွတ်။ကန်းကြေကဒီဘက်သားလေးပါ။အဲ့ဘာဖြစ်တာတော့ဩတဲတွေထားခေဒါတော့ကျမရဲ့ကားပင်းရှုံနော်ညမိုက်ပါတယ်ဟိုစကားတွေရလို့ချောင်းသားတွေကနေငမန်းကြီးထွက်လာမှာဆိုလို့ချောင်းသားတော့ဆိုပင်လယ်တွေကနေငမန်းကြီးထွက်လာမှာဆိုလို့မသွားရဲပါဘူးအိမ်ပြန်ပါမယ်ရှင်အိမ်ပြန်ပြီးတော့ဒါကကျမရဲ့တနေ့တာလေးကတော့ပြီးသွားပါပြီကူရာထဲမှာပေါ့နော်အခုမှဆာကူရာကိုစစောမဲ့သူတွေပေါ့နော်ဆာကူရာစော်ဘူးရဲ့လူတွေကတော့ကျမမကြည့်ချင်ကြော်သွားလိုက်ပါပေါ့နော်အဲ့ဗီဒီယိုလေးလဲလာတာနဲ့ဆာကူရာမစောရသေးဘူးအခုမှဆာကူရာအခြေခံစစောတဲ့လူတွေပေါ့နော်ခုမှအခြေခံဆာကူရာစစောတဲ့လူတွေကတော့ကျမကို comment ထဲမှာမေးလို့ရပါတယ်ဘယ်နန်းလေးကိုဘယ်လိုသွားရရလဲဆိုတာပေါ့နော်မေးလို့ရပါတယ်တယ်လီပို့ပြီးတော့လည်းသွားလို့ရတယ်နော်ကျမအတိုင်းပဲပြောပြတယ်တယ်လီပို့ပြီးတော့လည်းသွားလို့ရတယ်ဒါပေမဲ့ဒီတိုင်းသွားခြင်းဘယ်လိုသွားရလဲဆိုတာလဲကျမကပြပြပေးတော့မှာပဲဖြစ်ပါတယ်အဲ့ဆိုရင်ဘယ်နန်းလေးကဘယ်လိုသွားရလဲမသိတဲ့လူတွေအတွက်ကတော့comment အောင်မှာမှတ်ခဲ့ပေးကြပါလို့အဲ့ဆိုရင်ဖဂျမ်းမတ်လေးဝတ်ပြီးတော့ကဲပါဒါတော့ PC လေးနှိပ်ပါမယ်အဲ့ဆိုရင်เนาะဒီနေ့တနေ့တာလေးကတော့ပြီးဆုံးသွားပါပြီအားလုံးပဲ bye bye